ပြန်ရောက်တဲ့အချိန်ကိုပြန်ရောက်မလာတဲ့အခါမှာတော့မိသားစုဝင်တွေကကယ်ဆယ်ရေးအဖွဲ့ဝင်တွေကိုကူညီတောင်းပြီးလူပြောက်ကယ်ဆယ်ရေးအသင်းနဲ့ရောက်လာခဲ့ကြပါတယ်။ဖေဖော်ဝါရီ26ရက်နေ့ရောက်တဲ့အခါမှာတော့ဒီလူတွေစခန်းချထားတဲ့နေရာကိုရှာတွေ့ခဲ့ကြပါတယ်။မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကတော့ထိတ်လန့်စရာတွေကြီးပါပဲ။ဒီ tanks တွေကဓာတ်ထိုးရာနဲ့စုပ်ပြင်းနေပြီးတော့သူတို့ရဲ့ပစ္စည်းတွေဘုဖနာအင်ဂျီတွေနဲ့ရိတ်ခါတွေကပြန့်ကျင်နေတာကိုမြင်တွေ့လိုက်ရပါတယ်။ဖနမစီထားတဲ့ခြေရာတွေကမိုင်နာ30ဒီဂရီဖာနီဟိတ်လောက်အေးတဲ့ရာသီဥတုကိုဂယုမဆိုင်ပဲစခန်းချထားတဲ့နေရာကနေထွက်သွားတာကိုလည်းမြင်တွေ့လိုက်ရပါတယ်။ခြေရာတွေနောက်ကိုလိုက်ရင်ထိတ်နှံစရာတွေစတင်တွေ့လိုက်ရပါတယ်။တစ်ပင်အောက်မှာလူနေရောက်အေးခဲနေတဲ့ရာသီဥတုမှာအဝတ်အစားတွေချုပ်ပြီးအေးခဲနေတဲ့အလောင်းတော်လောင်းဘေးနားမှာအေးခဲနေခဲ့တဲ့မိဘငယ်လေးတစ်ခုလည်းရှိနေပါတယ်။နောက်ထပ်3ဦးကိုတော့မနီမဝေးမှာရှာတွေ့ခဲ့ပါတယ်။ကြည့်ရတာကတော့ထိတ်လန့်တကြားနဲ့စံခန်းရှိရာကိုကုတ်ချစ်တွားသွားပုံပါပဲ။အနောက်ကနေတစုံတဦးလိုက်နေတယ်လို့ပေါ့။ဒါပေမဲ့နလလောက်ကြာတဲ့အခါမှာတော့ကြံလီဦးကိုရှာတွေ့ခဲ့ကြပါတယ်။73ပေလောက်နဲ့တဲ့ရှုံမြောင်ထဲမှာရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။ထူးဆန်းတာကတော့သူတို့ရဲ့ဒဏ်ရာရှင်းပြလို့မရလောက်အောင်ပါပဲခေါင်းရုပ်ကွဲတာတွေအရှိန်ပြင်းတဲ့ကားနဲ့တိုက်ထားသလိုရင်ဘတ်ကဒဏ်ရာတွေနောက်ထပ်တစ်ယောက်ကတော့ရှာနဲ့မျက်လုံးတွေပါပျောက်နေခဲ့ပါတယ်ထူးဆန်းတာကတော့အပြင်ဘက်ဒဏ်ရာမရှိတာပါပဲဘာကြောင့်များလဲ